ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ဒီနေ့ဘုရားသခင်စကားပြောမယ်တုံသင်မဲ့အရာကိုအတူတူကခံယူဖို့ဖြစ်ပါတယ်ကျွန်တော်ခရစ်ယာန်အသက်တာမှာအရေးကြီးဆုံးအရာကဘုရားသခင်ရဲ့ကျေးဇူးတရားကိုနားလည်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ခရစ်ယာန်အသက်တာထဲမှာအဲ့ဒီကျေးဇူးတော်ကိုနားလည်မှုလွဲတဲ့အရာရှိပါတယ်ဒါကြောင့်မို့ဒီနေ့ဝင်ခခြင်းတဲ့ကောင်းစဉ်ကကျေးဇူးတော်ကိုနားလည်မှုလွဲခြင်းကျေးဇူးတော်ကိုနားလည်မှုလွဲတဲ့အကြောင်းအရာတွေအများကြီးရှိတဲ့အထဲမှာအဓိကကျတဲ့အချက်နှစ်ချက်ပေါ့ယုံကြည်သူတွေကကျေးဇူးတရားဖခင်ရဲ့ကျေးဇူးပြုခြင်းကျေးဇူးတော်ကိုနားလည်မှုလွဲတဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကဘာလဲဆိုရင်တော့ကျေးဇူးတော်ကိုအပြစ်တွေထပ်လုပ်စေတယ်လို့မှတ်ယူမိခြင်းဖြစ်ပါတယ်တချို့ကကျေးဇူးတရားရှိတယ်အပြစ်လုပ်လဲဘာမှမဖြစ်တော့ဘူးသခင်ခရစ်တော်ကလက်ဝါးကတိုင်းမှာငါတို့အတွက်အားလုံးလုပ်ပေးပြီးသွားပြီဒါကြောင့်မို့မင်းအပြစ်ဆက်လုပ်လဲဘာမှမဖြစ်တော့ဘူးအဲ့တော့ကျေးဇူးတရားကျေးဇူးတော်ကိုဘယ်လိုနားလည်မှုလွဲလဲဆိုရင်တော့အပြစ်ထပ်လုပ်လို့ရတယ်ဆိုတဲ့အရာမျိုးကိုနားလည်မှုလွဲတယ်အပြစ်ဝင်ချတောင်းပန်စရာမလိုတော့ဘူးနောင်နာရစရာမလိုတော့ဘူးကျွန်တော်တို့ကသခင်ရှုယုံတဲ့ခါမှာအပြစ်သားမဟုတ်တော့ဘူးလေဖျားသားဖြစ်သွားတယ်ဒါကြောင့်မို့ဖျားသားဖြစ်သွားတဲ့ကြောင့်ဘာအပြစ်မှဝင်ချတောင်းပန်စရာမလိုတော့အပြစ်ကိုလုပ်လဲဘာမှပြဿနာမရှိတော့ဘူးဆိုပြီးတော့ကျေးဇူးတော်ကိုနားလည်မှုလွဲတာပေါ့နော်တကယ်တော့ကျေးဇူးတော်ဆိုတာအပြစ်လုပ်စေတဲ့တရားမဟုတ်ကျေးဇူးတရားဆိုတာအပြစ်လွတ်စေတဲ့တရားနော်ကျေးဇူးတော်ဆိုတာအပြစ်လုပ်စေတဲ့တရားမဟုတ်အပြစ်လွတ်စေတဲ့တရားဒါကြောင့်မို့တချို့ကဒီလိုပြောတယ်ကျေးဇူးတော်ပဲဆိုပြီးတော့အပြစ်ထဲမှာဆက်နေတယ်ကျေးဇူးတော်ကအပြစ်လုပ်ဖို့လိုင်စင်ထုတ်ပေးလိုက်တယ်လို့ဖြစ်နေတယ်တချို့ကကျေးဇူးတော်နားလည်မှုလွဲတယ်အဲ့တော့ကျင့်သုံးတဲ့သူကလည်းနားလည်မှုလွဲတယ်အဲ့ဒီလူကိုကြည့်တဲ့အခါမှာလည်းမင်းတို့ကကျေးဇူးတော်ကိုအပြစ်လုပ်တဲ့လိုင်စင်ထုတ်ပေးတယ်လို့မျိုးအသုံးပြုနေတယ်တကယ်တော့လူဟာအပြစ်လုပ်ဖို့အတွက်လိုင်စင်လိုလားဘာလိုင်စင်မှမလိုပါဘူးဘယ်သူလိုင်စင်လျှောက်ထားလို့လဲဘယ်သူမှအပြစ်လုပ်ခွင့်လိုင်စင်မလျှောက်ထားပါဘူးကျွန်တော်တို့အပြစ်လုပ်ဖို့အတွက်လိုင်စင်ကိုလူကိုအလိုလျောက်ကိုလူဟာအပြစ်လုပ်တော့မွေးကလေးကမွေးရပါအပြစ်နဲ့မွေးလာတော့ကြောင့်အပြစ်ကိုအလိုလျောက်လုပ်တတ်တယ်ဘာလိုင်စင်မှမလုပ်ဒါကြောင့်မို့ကျေးဇူးတော်ဟာတချို့ကနားလည်မှုလွဲတယ်အပြစ်လုပ်ခွင့်လိုင်စင်ထုတ်ပေးလိုက်တယ်လို့နားလည်မှုလွဲတယ်တကယ်တော့ကျေးဇူးတော်ဟာအပြစ်လုပ်ဖို့တွန်းအားပေးတာလားအပြစ်ကိုဆက်မလုပ်ဖို့ရန်အတွက်မဆတဲ့တကူတော်လားကျေးဇူးတော်သည်အပြစ်လုပ်ဖို့ဆက်တွန်းအားပေးတာမဟုတ်ကျေးဇူးတော်ပဲအပြစ်ဆက်လုပ်လို့ရပြီဆိုရင်အဲ့ဒါကျေးဇူးတော်ကိုနားလည်မှုလွဲခြင်းပဲကျေးဇူးတော်ဆိုတာကအပြစ်ကိုဆက်မလုပ်ဖို့ရန်အတွက်မဆတဲ့ဖရာသခင်ရဲ့တကူတော်ဖြစ်တယ်ဒါကြောင့်မို့ကျေးဇူးတော်ဆိုတာဖရာဘက်ကနေပြုလုပ်ပေးတော်ရာဖြစ်တယ်လူဟာပြုလုပ်ခြင်းကိုခံရတော်သူဖြစ်တယ်ဒါကြောင့်မို့ယုံကြည်သူသည်ပြုလုပ်တော်သူလို့မိမိကိုယ်ကိုမမှတ်ယူအောင်ပြုလုပ်ခြင်းကိုခံရတော်သူကျေးဇူးတော်ဟာကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ယောမဩဝါဒစာခန်းကြီး6အပိုင်းငယ်1ကနေ2ကိုကြည့်တဲ့အခါမှာဓမ္မတော်ရှင်ဘောလူကရှင်းပြတယ်ကျေးဇူးတော်ပဲငါတို့ကတော့အပြစ်ထဲမှာရှိနေလဲယေရှုခရစ်တော်ကကယ်တင်ပေးပြီးသွားပြီအဲ့ဒီကျေးဇူးတော်ခံစားဖို့မင်းရဲ့အပြစ်ဘလောက်ကြီးကြီးကျေးဇူးတော်ကပို့ပြီးတော့မင်းအပြစ်ထက်ကြီးတယ်နော်ကျွန်တော်တို့ရဲ့အပြစ်ထက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကပို့ပြီးတော့ကြီးမားတယ်မှန်လားမှားလားမှန်ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်တို့ရဲ့အပြစ်ထက်ပို့ပြီးတော့ကြီးမားလို့ပဲအနိုင်ယူသွားတာပေါ့ကျေးဇူးတော်ကြီးကျွန်တော်တို့အပြစ်ကိုအောင်မြင်စေတာပေါ့ကျွန်တော်တို့ကိုအပြစ်သားဘဝနဲ့ဘုရားသားဘဝကိုဖြစ်စေတာပေါ့ဒါကြောင့်မို့ကျေးဇူးတော်နော်
မင်းကအပြစ်ဘလောက်များများတဲ့ဖခင်ရဲ့ကျေးဇူးတော်ကပို့ပြီးတော့ပို့များတယ်ငါတော့အပြစ်များတယ်ဘုရားသခင်ငါ့ကိုလက်မခံတော့ဘူးအေးမင်းဘလောက်အပြစ်များမလဲတဲ့အဲ့ဒီအပြစ်ထက်ဖခင်ရဲ့ကျေးဇူးတော်ကပို့ပြီးတော့ပို့များတယ်ဖခင်ကျေးဇူးတော်ပို့များတယ်ဒါပေမဲ့အဲ့ဒီမှာနားလည်မှုလွဲတာကဖခင်ကျေးဇူးတော်ကိုများများခံရဖို့ငါတို့အပြစ်များများလောက်ကြစို့ဆိုပြီးတော့နားလည်မှုလွဲသွားတယ်တကယ်တော့ကျေးဇူးတော်ဟာအပြစ်လွတ်စေတဲ့တရားမဟုတ်ဘူးနော်အပြစ်လွတ်စေတဲ့တရားဖြစ်တယ်ဒါကြောင့်မို့ယောမဩဝါဒစာအခန်းကြီး6အပိုင်ငယ်1နှစ်မှာတမန်တော်ရှင်ပေါလုကဘယ်လိုပြောလဲဆိုတော့ထို့သို့မှန်လင်အဘယ်သို့ပြောရမည်နည်းကျေးဇူးတော်ပွားများစေခြင်းကအပြစ်တရားကိုကျင့်၍နေရမည်လောထို့သို့မနေရအပြစ်တရားမှစုတေသောသူတို့သည်ထိုတရား၌အဘယ်သို့ရှင်ရအောင်မည်နည်းထို့သို့မှန်လင်အဘယ်သို့ပြောရမလဲကျေးဇူးတော်ပွားများဖို့ဖခင်ရဲ့ကျေးဇူးတော်များများခံရဖို့အပြစ်ထဲမှာမင်းဆက်ကျင့်နေရမှာလားအပြစ်ကိုဆက်လုပ်နေရမှာလားဟာအဲ့ဒီလိုမနေရဘူးတဲ့အဲ့ဒီလိုအပြစ်ထဲမှာဆက်နေဖို့ဖခင်ကကျေးဇူးပြုတာမဟုတ်ဘူးတဲ့အပြစ်တရားမှစုတည်တော်သူတို့သည်အပြစ်တရားသည်ဘာဖြစ်သွားပြီလဲဆိုစုတည်တယ်ဆိုတော့သေသွားပြီယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာအသေးခံတဲ့ခါမှာကျွန်တော်တို့လည်းသေသွားတယ်ငါသည်ခရစ်တော်နဲ့တူလက်ဝါးကတိုင်မှာအသေးခံပြီဘာသေသွားလဲလို့မေးရင်အပြစ်သားဘဝလူဟောင်းအာဒံကနေဆင်းသက်လာတဲ့ sinful nature ဆိုတဲ့အပြစ်လုပ်တတ်တဲ့အဲ့ဒီသဘာဝလက်ဝါးကတိုင်မှာဘာလို့သွားပြီလဲသေသွားပြီတဲ့အဲ့ဒီအပြစ်တရားသေသွားတဲ့သူကအဲ့ဒီအပြစ်ထဲမှာဘာလို့ဆက်ရှင်အောင်မလဲကျွန်တော်တို့ဟာအပြစ်ထဲမှာဆက်ရှင်ဖို့မဟုတ်ဘူးဖခင်ရဲ့ကျေးဇူးတရားထဲမှာဘာလို့ဖို့လဲရှင်သန်မှုဖြစ်တယ်အဲကြောင့်မို့ကျေးဇူးတော်ကိုနားလည်မှုလွဲတဲ့ပထမတစ်ချက်ကတော့ကျေးဇူးတော်ကိုအပြစ်လုပ်စေတဲ့တရားလို့ထင်မိခြင်းမဖြစ်ပါဖခင်ကျေးဇူးတော်ပဲငါတို့နေခြင်းသလိုနေလို့ရပြီဖခင်ကယ်ပြီးသွားပြီငါတို့မှားလဲငါတို့အပြစ်တွေလုပ်လဲငါတို့သူများကိုလိန်လဲငါတို့အသက်တာတွေမမှန်ကန်လဲဖခင်ကခွင့်လွှတ်တယ်ဖခင်ကနားလေတယ်ဖခင်ကချစ်တယ်ဖခင်ရဲ့ခွင့်လွှတ်မှုဖခင်ရဲ့နားလေမှုဖခင်ရဲ့ချစ်ခြင်းကမပြောင်းလဲပါဘူးဒါပေမဲ့သင်ရဲ့အသက်တာနောင်နာရဖို့တော့လိုအပ်တယ်အပြစ်ထဲမှာဆက်မရှိဖို့တော့ဘုရားသခင်အလိုရှိတယ်ဒါကြောင့်မှားယွင်းခြင်းအမှုကိုပြုတဲ့အမျိုးသမီးကိုသခင်ယေရှုကလူတွေခေါ်လာတဲ့အခါမှာလူအုပ်ကြီးကကြောက်ခဲနဲ့ပြစ်ဖို့စီရင်တဲ့အခါမှာသခင်ယေရှုကမင်းတို့ထဲကအပြစ်မရှိတဲ့သူစပေါက်ဆိုတဲ့အခါမှာဘယ်သူမှမပေါက်တော့အဲ့ဒီခါမှာသခင်ယေရှုကအဲ့ဒီမျိုးသမီးကိုမေးတယ်မင်းကိုစီရင်မဲ့သူတွေဘာမှလဲမရှိတော့ဘူးငါလည်းမင်းကိုဘာမလုပ်လဲမစီရင်ဘူးသခင်ယေရှုကအပြစ်လွတ်တဲ့ဖခင်ပါဒီမျိုးသမီးဟာမောရှေရဲ့ပြည့်ညတ်အချက်အရဆိုဘာလဲသေတံပဲပြည့်ညတ်တရားအရဆိုရင်ကိုကျင့်တရားဘာလုပ်တာလဲဖောက်ပြန်အခြားယောက်ျားနဲ့သွားအိတ်တာဒါကိုကျင့်တရားဖောက်ပြန်မှုပဲကိုးကွယ်ခြင်းတော့မဟုတ်သေးဘူးနော်ကိုကျင့်တရားဖောက်ပြန်မှုအဲ့ဒါဘာလဲသေတံပဲဒါမောရှေရဲ့ပြည့်ညတ်ချက်ရလွတ်လန်းကျွန်တော်တို့ကကိုယ့်ဘာကိုကောင်းအောင်ကြည်ကြံလှုပ်ဆောင်အောင်မလဲဆိုတော့ကျွန်တော်ထင်တယ်ခရိယန်တွေတယောက်တယောက်ကြောက်ခွဲနဲ့ပေါက်ပြီးတော့ပဲသိနေကြဖို့များတယ်နော်သူ့ကိုပေါက်ကိုပြန်ပေါက်ဘာလို့ဆိုတယောက်မှကောင်းတဲ့သူမှမရှိတာအဲ့ဒီကျမ်းစာမှာလူသားအားလုံးရဲ့နှလုံးသားဟာတဲ့သူတို့အပြစ်ကိုသူတို့ဘာလုပ်လိုက်လဲဖော်ပြလိုက်တယ်ကိုပြန်စဉ်းစားကြည့်ကိုရောဘလောက်ဖြောက်မှတ်လို့လဲကိုရောဘလောက်ကောင်းလို့လဲကျွန်တော်တို့နော်ဒီထဲမှာဘယ်သူကောင်းလဲလို့မေးကျွန်တော်ကအစအရှိမသာတိုက်ပုံနဲ့တရားဟောနေတာကိုယ့်ရဲ့နှလုံးသားထဲမှာကိုယ့်ရဲ့အသက်တာထဲမှာမကောင်းတဲ့ຢာတွေကဘယ်ဖျားရှိမှာကလှန်ထားလျက်ရှိတာပဲဒါကြောင့်ဖျားရဲ့ကြီးစုတော်သာမမဆရင်အဲ့ဒီမျိုးသမီးကသေတံပဲအဲ့ဒီမျိုးသမီးကဲ့သို့ကျွန်တော်တို့လည်းဖျားကြီးစုတော်သာမမဆရင်သေတံပဲကိုကျင့်တရားဖောက်ပြန်တယ်ကျွန်တော်တို့ရောသခင်ယေရှုကပြည့်ညတ်တရားကိုဓမ္မသစ်မှာရှင်းပြတဲ့အခါမှာစိတ်နှလုံးထဲကနေမင်းတက်မှတ်တဲ့မျက်လုံးနဲ့ကြည့်လိုက်တာနဲ့ဘာလို့ပြီးသွားပြီလဲဖောက်ပြန်ပြီးသွားပြီဟာဆိုသွားပြီပေါ့ကျွန်တော်တို့အားလုံးဟာကြောက်ခဲနဲ့ပြစ်ခံရမယ့်လူတွေပဲသေတံကြတဲ့သူတွေပဲဒါပေမဲ့အဲ့ဒီဂျေဇုတရားလွတ်စေတယ်သခင်ယေရှုပြောတယ်ငါလည်းမင်းကိုမစီရင်ဘူးဒါပေမဲ့စကားတစ်ခွန်းတော့ပြောတယ်နောက်တစ်ဖန်ဒုစရိုက်ကိုမပြုတ်နဲ့ဒါအောင်ကြည့်ခြင်းအပြင်ဂျေဇုတရားဟာပြည့်ညတ်တရားကိုမလိုက်လျှောက်နိုင်လို့
အဲ့ဒီကိုကျင့်တရားမကောင်းလို့သေရမယ်အဲ့ဒီအမျိုးသမီးကိုကယ်တင်ပြီးတော့လွတ်မြောက်စေတယ်လို့နောက်တစ်ဖန်အဲ့ဒီလိုမှားယွင်းမှုထဲမှာမရောက်ဖို့ရန်အတွက်လည်းဂျေဇုတော်မှားစားတာဖြစ်တယ်။ဒါကြောင့်မို့ဂျေဇုတော်သည်သင်ကိုအပြစ်သားဘဝကနေဖျားသားဖြစ်စေတယ်လို့ဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်ဖို့ရန်အတွက်လည်းမှားစားတော်ရာဖြစ်တယ်။ဒါကြောင့်မို့ဂျေဇုတော်ဆိုတာကအပြစ်လုပ်စေတဲ့တရားမဟုတ်ဘူးအပြစ်ကိုလွတ်စေတဲ့တရားဖြစ်တယ်။ဂျေဇုတော်ဟာအပြစ်လုပ်ခွင့်ပြီးတဲ့တရားမဟုတ်ပါဘူး။ဂျေဇုတော်ဟာအပြစ်ကနေလွတ်မြောက်ပြီးတော့ဖခင်အလိုတော်တိုင်းအသက်ရှင်နိုင်အောင်မဆာတဲ့ဖခင်ရဲ့တကူတော်ဖြစ်တယ်။ဒါကြောင့်မို့ဂျေဇုတော်ကိုနားလည်မှုလွဲတဲ့ပထမတစ်ချက်ကဂျေဇုတော်သည်အပြစ်ကိုဆက်လုပ်ဖို့တွန်းအားပေးနေတယ်ဆိုပြီးတော့နားလည်မှုလွဲခြင်းဖြစ်တယ်။ဖခင်သခင်ငါတို့ကိုဂျေဇုပြုပြီးပါလေငါတို့နေခြင်းလို့နေလို့ရပြီဆိုပြီးတော့အပြစ်ဘက်ကိုဆက်သွားဖို့နားလည်မှုလွဲခြင်းဖြစ်တယ်။ဂျေဇုတော်ဟာအပြစ်ကနေလွတ်စေသလိုအပြစ်ကိုဆက်လုပ်ဖို့ရန်အတွက်လည်းတွန်းအားပေးတာမဟုတ်တော့အပြစ်ထဲမှာဆက်မနေဖို့ရန်အတွက်နောက်တစ်ဖန်ဒုစရိုက်ကိုမပြုတ်ဖို့ရန်အတွက်မာစားတဲ့ဘုရားရဲ့တကူတော်ဖြစ်တယ်ဒါနံပါတ်1တစ်ချက်နားလည်ဖို့ဖြစ်ပါတယ်နံပါတ်2ဂျေဇုတော်ကိုနားလည်မှုလွဲတဲ့အရာကဘာလဲဆိုတော့ကေတင်ချင်းကတော့ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာအသေးခံတာကိုယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်ကေတင်ချင်းကရတယ်ဒါပေမဲ့ခရစ်ယာန်အသက်တာထဲမှာနေ့စဉ်အသက်ရှင်ခြင်းထဲမှာဖြောင့်မတ်တန်ရှင်းစွာကောင်းအောင်ပေါ့အသက်ရှင်ခြင်းကတော့ဂျေဇုတော်အားဖြင့်မဟုတ်တော့ဘူးမိမိဘာသာကောင်းအောင်ဘာလုပ်ရမလဲကျင့်ရမယ်အဲ့ဒါမှကယ်တင်ခြင်းကတော့ဘာအဖြစ်ရလဲဂျေဇုတော်အားဖြင့်ရနေ့စဉ်အသက်တာထဲမှာကောင်းသောအသက်တာနဲ့အသက်ရှင်နိုင်ဖို့ကောင်းသောအကျင့်နဲ့အသက်ရှင်နိုင်ဖို့မိမိဘာသာဘာလုပ်ရမလဲကြိုးစားပြီးတော့ကျင့်ကြံရမယ်အဲ့ဒါဒုတိယဂျေဇုတော်ကိုနားလည်မှုလွဲခြင်းမှာဖြစ်ပါတယ်တကယ်တော့ဖျားသခင်ရဲ့ဂျေဇုပြုခြင်းမပါဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးသင်ရဲ့အသက်တာထဲမှာမယုံရင်တစ်ခုလုပ်ကြည့်ပါသင်ခွင့်လို့မရတဲ့သူကိုကြိုးစားပြီးခွင့်လို့ကြည့်ဖျားဂျေဇုတော်မပါဘဲနဲ့ဘလို့မှခွင့်မလို့နိုင်သင်ချစ်လို့မရတဲ့လူတစ်ယောက်ကိုကြိုးစားပြီးချစ်ကြည့်ဖခင်ရဲ့ကျေးဇူးတော်မပါဘဲနဲ့ဘလို့မှကြိုးစားချစ်လို့မရကျွန်တော်တို့ဘဝအသက်တာထဲမှာသခင်ယေရှုကပြောပါတယ်ငါနှင့်ကွာလဲသင်တို့ဒီအပေမှုကိုများမတတ်နိုင်ကြဖခင်ရဲ့ကျေးဇူးတော်မပါဘဲနဲ့ကောင်းသောအကျင့်နဲ့ဘလို့အသက်ရှင်နိုင်မှာလဲဒါကြောင့်မို့ကျေးဇူးတော်ကိုဒုတိယတစ်ချက်နားလည်မှုလွဲခြင်းကကယ်တင်ခြင်းကတော့ကျေးဇူးတော်အားဖြင့်ဟုတ်တယ်ခရစ်ယာန်အသက်တာပိုင်းကတော့မိမိဘာသာကြိုးစားကျင့်ယူရမယ်ဆိုတဲ့နားလည်မှုလွဲခြင်းပဲဖြစ်ပါတယ်ဖျားဘက်ကကျေးဇူးပြုတာတစ်ပိုင်းတချို့ကကယ်တင်ခြင်းမှာနားလည်မှုလွဲတယ်ထာဝရသက်ရဖို့ဖျားဘက်ကကျေးဇူးပြုတာတစ်ပိုင်းယေရှုကလက်ဝါးကတိုင်မှာအသေးခံတာတစ်ပိုင်းမင်းဘက်ကလည်းနေ့စဉ်ကောင်းအောင်မလုပ်ရမလဲအသက်ရှင်ရမယ်ဖျားเจ้าမမှန်တက်ရမယ်ဆယ်ဘို့တို့ထဲရမယ်ကောင်းတဲ့အသက်တာနဲ့အသက်ရှင်ရမယ်အဲ့ဒါမှမင်းပဲရောက်မလဲကောင်းဝင်နိုင်ငံရောက်မယ်ကယ်တင်ခြင်းမှာတော့မှတချို့ကကိုယ့်ရဲ့အကျင့်လိုတယ်ဆိုပြီးတော့နားလည်မှုလွဲတယ်ကယ်တင်ခြင်းမှာသင်ရဲ့အကျင့်ဘလို့မှမတတ်နိုင်ဘူးနော်မတတ်နိုင်လို့ပဲဖျားသခင်ကဟိုးကောင်းငင်ကနေလောကကြီးကိုဆင်းလာပြီးတော့ကျွန်တော်လူသားအားလုံးရဲ့အပြစ်တော်ဘာလုပ်ပေးရလဲအသေးခံပေးရကျွန်တော်တို့အကျင့်နဲ့သာကောင်းငင်နိုင်ငံရောက်မယ်ဆိုရင်တော့သခင်ရှုဆင်းလာစရာမလိုဘူးသခင်ရှုလာပြီးတော့ရေးရဲဆွဆက်သွေးနဲ့ထွေးပါးရိုက်ခံလက်သီးနဲ့ထိုးခံကြောက်ဖို့နဲ့ရိုက်ခံတော့မှအသားစားတွေပက်ထက်အသွေးတွေသွန်းတာဒါအချီးနှီးဖြစ်ပြီပေါ့လူသားတွေလှုပ်လို့မရလို့ဘယ်သူလာလှုပ်ပေးတာလဲသခင်ရှုလာလှုပ်ပေးတာအဲ့ဒါဘုရားသခင်ရဲ့လှုပ်ပေးတဲ့ကျေးဇူးတော်အသေးခံပေးတဲ့ကျေးဇူးတော်ဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်သူအသက်တာထဲမှာကယ်တင်ခြင်းရတာလဲကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့နေ့စဉ်အသက်တာထဲမှာလဲကောင်းသောအသက်တာနဲ့အသက်ရှင်နိုင်ဖို့ကလည်းကျေးဇူးတော်ကြောင့်ပဲဖြစ်ပါတယ်ကျေးဇူးတော်ကိုညှင်းဆန်ရင်တော့ကျွန်တော်တို့ဘဝအသက်တာထဲမှာဘာမှမလုပ်နိုင်ဘူးတကယ်တော့ကျေးဇူးမပြုရင်ကျွန်တော်တို့အသက်တာကဘလို့မှကောင်းအောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးမယုံရင်ဖခင်ကျေးဇူးတော်မပါဘဲနဲ့ကိုယ့်ကိုယ်ကောင်းအောင်ကြိုးစားကြည့်ကိုယ့်ကိုယ်ကောင်းအောင်ကြင်ကြံကြည့်သင်လူအမြင်မှာကောင်းပါလိမ့်မယ်ဒါပေမဲ့ဖခင်ရှေ့မှာတော့ဆက်ဆုပ်ယွန်ရှာပွဲဖြစ်နေလိမ့်မယ်ရှင်လုကာခရစ်ဝင်ကဒီလိုပြောတယ်
လူအနေနဲ့ကောင်းတယ်လို့ထင်တဲ့အရာတွေကတဲ့နော်ဘုရားသခင်ရှေ့မှာတော့ညဉ့်ညူးစရာဖြစ်တယ်လို့တမန်ကျမ်းစာဖော်ပြရှင်လုကာခရစ်ဝင်အခန်းကြီး16အပိုင်ငယ်15ရှင်လုကာခရစ်ဝင်အခန်းကြီး16အပိုင်ငယ်15ယေရှုကလည်းသင်တို့သည်လူများရှေ့မှာဖြောင့်မတ်ဟန်ဆောင်တော်လဲဘုရားသခင်သည်နို့ဤစိတ်နှလုံးကိုသိမြင်တော်မူ၏လူသဘောအားဖြင့်အမျက်ထားသောအရာသည်ဘုရားသခင်ရှေ့တော်၌ဆက်ဆုပ်ယွန်ရှာပွေဖြစ်၏လူများရှေ့မှာတဲ့ပါရီရှဲတွေကိုပြောတယ်ဖြောင့်မတ်ဟန်ဆောင်ပေးမယ်တဲ့ဘုရားသခင်ကမင်းတို့ရဲ့စိတ်နှလုံးကိုမလုပ်လဲသိမြင်တယ်ကျွန်တော်တို့ကလူရှေ့မှာသူတော်ကောင်းရောက်ဆောင်တာပါဒါပေမဲ့ဘုရားသခင်ကဘာကိုသိလဲစိတ်နှလုံးကိုသိတယ်တချို့လူတွေအခြားသောညီကိုဘာသာဝင်တွေအကျင့်ကောင်းတဲ့သူတွေအများကြီးရှိပါသူတို့ရဲ့အကျင့်ကကျွန်တော်တို့ထက်တော့ပိုကောင်းနေသေးတယ်ပွေကန်းလူတန်းချင်းတွေသူတို့ရဲ့နေ့စဉ်စကားပြောခြင်းအသက်ရှင်ခြင်းတွေပိုတော်ကောင်းနေသူတွေအများကြီးရှိပါခရိယန်တွေထဲမှာလည်းအဲ့ဒီလိုကိုယ့်ဘောင်ကိုယ့်ရဲ့မိမိရဲ့အကျင့်ကိုကောင်းအောင်ကြိုးစားတည်ဆောက်အောင်မယ်ဆိုပြီးတော့ကိုယ့်ခွန်အားနဲ့ကြိုးစားရမယ်ဆိုရက်သူတွေလည်းကောင်းတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ကျမ်းစာဘာပြောလဲလူသဘောအားဖြင့်အမျက်ထားသောအရာသည်လူအနေနဲ့တော့ဒါတော်ကောင်းတယ်သူတို့ကောင်းလို့ထင်ပေမဲ့ဘုရားသခင်ရှေ့တော်၌ဘာဖြစ်လဲဆက်ဆိုးယွန်ရှာပွဲဖြစ်တယ်ဘုရားသခင်ကစိတ်နှလုံးကိုသိတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားသခင်မပါဘဲနဲ့ကယ်တင်ခြင်းမရနိုင်ဘုရားကိုအမိမပြုတ်ဘဲနဲ့သခင်ယေရှုရဲ့အသေးခံခြင်းကိုအမိမပြုတ်ဘဲနဲ့ဘလို့မှကယ်တင်ခြင်းမရနိုင်ဘုရားမပါဘဲနဲ့ဖြောင့်မတ်သောအသက်တာနဲ့အသင်အသက်မရှင်နိုင်တန်ရှင်းသောအသက်တာနဲ့အသင်အသက်မရှင်နိုင်ဂျေဇုတော်မပါဘဲနဲ့ဘာမှလုပ်လို့မရဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ကိုဂျေဇုပြုရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့နံပါတ်1ဂျေဇုတော်ကိုနားလည်မှုလွဲတာကဂျေဇုတော်ပဲနေခြင်းတို့နေလို့ရပြီအပြစ်လုပ်ခြင်းတို့လုပ်လို့ရပြီဝင်ချတောင်းပန်စရာလည်းမလိုတော့ဘူးနောင်နာရစရာလည်းမလိုတော့ဘူးဆိုတော့ဂျေဇုတော်ကိုအပြစ်လုပ်စေတဲ့တရားအပြစ်ထဲမှာနေစေတဲ့တရားလို့နားလည်မှုလွဲခြင်းဖြစ်တယ်နံပါတ်2ကတော့ကယ်တင်ခြင်းကတော့ဟုတ်ပါတယ်ဂျေဇုတော်ကြောင့်ဒါပေမဲ့နေ့စဉ်အသက်တာထဲမှာမိမိခွန်အားနဲ့မိမိဘာသာမိမိကိုယ်ကိုကောင်းအောင်မလုပ်ရမလဲကြင်ကြံကြိုးစားရမယ်မိမိဘာသာဖြောင့်မတ်အတန်ရှင်းအောင်အသက်ရှင်ရမယ်ဆိုပြီးတော့ဒုတိယအချက်မှားယွင်းမှုဖြစ်ပါတယ်ခရိယန်အသက်တာမှာကောင်းသောအကျင့်လိုလားလိုပါတယ်ခရိယန်အသက်တာဆိုတာကောင်းသောအကျင့်နဲ့အသက်ရှင်ရတယ်ဒါပေမဲ့အဲ့ဒီကောင်းသောအကျင့်သည်ကိုယ့်ဘာကိုကြိုးစားအားထုတ်လို့မရပါဘူးအဲ့ဒီလိုပြောလို့ကြိုးစားအားထုတ်เสียမလိုလို့မဆိုလို့ဒီမှာလွတ်ဝက်ချက်တစ်ခုရှိတယ်အံ့ဩစရာကောင်းတယ်ဖျားပြုတ်ပြင်လိုက်တဲ့စနစ်ကအထဲထဲမှာကင်းဝတ်လာတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုအမိပြုတ်ခြင်းအားဖြင့်ကောင်းသောအကျင့်ထဲမှာအသက်ရှင်မှုဖြစ်တယ်ဖျားသခင်ကကျွန်တော်တို့ရဲ့အသက်တာကောင်းသောအကျင့်ကိုသူများတွေမြင်ပြီးတော့တဲ့ဖျားရဲ့ဘုံလင်းကိုထင်ရှားဖို့ကျွန်တော်တို့ကိုဤလောကရဲ့အလင်းဤလောကရဲ့စားအနေနဲ့ရွေးကောက်ထားတယ်လို့သခင်ရှုကဖော်ပြကျွန်တော်တို့အသက်တာတွေကနေဘာတွေထွက်လာမလဲကောင်းသောအကျင့်လို့ထွက်လာဒီနေရာမှာကောင်းသောအကျင့်ဆိုတဲ့အခါမှာလဲဝိညာဉ်ပဂတိအကျင့်ကိုပြောတာဖြစ်ပါတယ်စိုးသောအကျင့်ဆိုလို့ဒီမှာဇာတိပဂတိရဲ့အကျင့်ကိုဖြစ်ပါတယ်ကောင်းတယ်ဆိုတာကျွန်တော်တို့ကကျမ်းစာဖတ်တာကောင်းတယ်တရားဟောတာကောင်းတယ်ဆုတောင်းတာကောင်းတယ်အမှုတော်ဆောင်တာကောင်းတယ်သူများကိုပေးကမ်းတာကောင်းတယ်သူများကိုချစ်တာကောင်းတယ်ကျွန်တော်ကဒီလိုပဲထင်တာပေါ့တကယ်တော့ကောင်းတယ်ဆိုတာကဝိညာဉ်ပဂတိတနည်းအားဖြင့်ပြောမယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုအမိပြုခြင်းအားဖြင့်ဖျားထံကလာတဲ့အရာတွေပဲကောင်းတယ်လူစီကလာတဲ့အရာတွေဘာတစ်ခုမှမကောင်းလူရဲ့စူးစမ်းကြင်ကြံမှုနဲ့ကောင်းတယ်လို့ထင်တဲ့အရာတွေကဖျားသခင်ရှေ့မှာဆက်ဆုပ်ယွန်ရှာပွဲဖြစ်တယ်လို့ခုနကကျမ်းပိုင်လေးကဖော်ပြမဿဲ9ကိုပဲကြည့်ပါကိုရောအခွင့်နဲ့နတ်ဆိုးတွေနဲ့ထုတ်တယ်ကိုရောအခွင့်နဲ့ဆုံးမဩဝါဒပေးတယ်ကျမ်းစာသင်တယ်တရားဟောတယ်ကိုရောအခွင့်နဲ့ပဲများစွာသောနမိတ်လက္ခဏာတွေကိုပြုတယ်ကဲကျွန်တော်မေးကြည့်မယ်အဲ့ဒီလူတွေလောက်တာကောင်းတာလားမကောင်းတာလားကောင်းတာတွေပါယေရှုလက်ခံလားလက်မခံဘူးသင်တို့ငါအလင်းမသိဘူးဘာအမှုကိုပြုတော်သူလဲအတ္တမအမှုကိုပြုတော်သူဘာလို့အတ္တမအမှုဖြစ်သွားတာလဲလုံနေတာတွေကဓမ္မအမှုတွေလေနတ်ဆိုးနေထုတ်တာကျမ်းစာသင်တာနမိတ်လက္ခဏာပြတာတွေကဒါတွေကဓမ္မအမှုတွေလေဘာလို့အတ္တမအမှုဖြစ်သွားတာလဲ
ငါဆိုတဲ့ဇာတိသဘောကနေထွက်လာတဲ့အရာမှန်သမျှဘလောက်ကောင်းကောင်းဖျားရှိမှအတ္တမမှုပဲဖျားရှိမှညဉ့်ညူးခြင်းပဲဖျားရှိမှဆက်ဆုပ်ယုံရှာခြင်းပဲဘာကြောင့်လဲလူဟာကဘာဦးတဲ့ကဘယ်ထဲမှာကြာဆင်းသွားလဲအပြစ်ထဲမှာကြာဆင်းသွားအပြစ်သားတယောက်လုပ်တဲ့ကုသိုလ်ကောင်းမှုသည်ဖျားရှိမှညစ်သောအဝတ်နဲ့တူတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ပြူဘူးသမျှသောကုသိုလ်ကောင်းမှုတို့သည်ညစ်သောအဝတ်နဲ့တူတယ်အပြစ်သားတယောက်လှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတွေဟာဖျားရှိလဲရောက်တော့ညဉ့်ညမ်းနေတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကဘလောက်ကောင်းကောင်းဇာတိသဘောပဲဆိုရင်တော့အဲ့ဒီຢာကဖျားရှိမှညဉ့်ညူးခြင်းပဲဒါကြောင့်မို့ကောင်းသောအကျင့်လို့ကျမ်းစာကပြောရင်ဝိညာဉ်ပကတိရဲ့အကျင့်ကိုပြောနေတယ်နားလည်ဖို့ဖြစ်ပါတယ်ဝိညာဉ်ပကတိရဲ့အကျင့်ဆိုဒီမှာဝိညာဉ်ပကတိရဲ့အကျိုးဆိုဒီမှာကိုယ်ကိုအားနဲ့ငါကောင်းအောင်ကြိုးစားမယ်ငါခွင့်လို့မယ်ငါချစ်မယ်ငါဖြောက်တော့မယ်ဆိုပြီးတော့အဲ့ဒီလိုအားထုတ်ခြင်းမဟုတ်ဘဲနဲ့အသေးလေးကတန်ရှင်းသောဝိညာဉ်တော်ရဲ့မှားစာခြင်းကိုဝန်ခံအသက်ရှင်ခြင်းဖြစ်တယ်ဝိညာဉ်တော်ကကျမ်းစာဖတ်ခြင်းလေးရှိအောင်လို့လို့တရားဝန်ခံပြီးကျမ်းစာဖတ်လိုက်တယ်ဝိညာဉ်တော်ဆုတောင်းဖို့လို့လို့တရားဆုတောင်းတန်ရှင်းသောဝိညာဉ်တော်သူများကိုပေးဖို့လို့လို့တရားပေးလိုက်တယ်အဲ့ဒီလိုဖခင်ရဲ့နှိုးဆော်မှုနဲ့အသေးလေးကဖခင်ရဲ့ပြုပြင်မှုကိုသင်ဘက်ကနာခံဖို့ပဲငင်းဆန်လိုက်ဖို့ပဲအရေးကြီးတာဖြစ်ပါတယ်။အဲကြောင့်ဝိညာဉ်ပကတိဆိုတာကဘုရားလုပ်တာဖြစ်တယ်။ဇာတိပကတိဆိုတာလူလုပ်တာဖြစ်တယ်။လူလုပ်တာမှန်တယ်များကဘုရားရှိမှမကောင်း။အဲကြောင့်မို့ကျွန်တော်တို့ဘုရားအသက်တာထဲမှာကောင်းသောအကျင့်မှာအသက်ရှင်ဖို့အလိုရှိပါတယ်။ဒါပေမဲ့ဘာအောင်အမိပြုပြီးတော့လဲဂျေဇုတော်ကိုအမိပြုပြီးတော့ဘုရားကိုအမိပြုပြီးတော့ကိုယ်ခေါ်အားကိုယ်တကူမို့ဘုရားရဲ့ခေါ်အားကိုအမိပြုပြီးတော့ကောင်းသောအကျင့်မှာမလုပ်ရမလဲအသက်ရှင်ရအေးကျေးဇူးတော်ကိုပယ်ပြီးတော့ငါမှငါကောင်းအောင်သက်ရှင်ရမယ်ငါမှငါဖြောင်းအောင်သက်ရှင်ဖြောင်းမအောင်သက်ရှင်ရမယ်ဆိုရင်တော့အဲ့ဒါမှားပြီဒါကြောင့်မို့ချစ်တော်ညီမရောက်စီတိုင်းဒီနေ့ခင်မှာသုံးဆွဲတဲ့စကားလုံးတစ်ခုကို hyper grace ကိုကြားဘူးလားနော် hyper grace ဆိုတာနော် hyper တော့ကြားဘူးမှာနော် hyper ဆိုတာကအချို့ကလေးတွေနော်ကျွန်တော်တွေ့ရတယ် hyper ကလေးတွေဆိုတော့နော်သူကသူများနဲ့မတူတာမန်ထက်လွန်ကဲနေတယ်အဲ့ဒါ hyper လို့ခေါ်တော့ hyper ဆိုတဲ့ပဲလွန်ကဲခြင်းလွန်ကျူးခြင်းပေါ့အဲ့တော့ hyper grace ဆိုတဲ့သဘောတရားကဖခင်ရဲ့ကြီးစုတော်ကိုမှန်ကန်စွာနားမလည်ပဲနဲ့လွန်ကျူးသွားတာကြီးစုတော်ကိုအနက်ဖွင့်တာဘာလို့သွားလဲလွန်ကျူးသွားတာခုနကကျွန်တော်ပြောတဲ့ပထမတစ်ချက်ပေါ့ကြီးစုတော်ပဲငါတို့လှုပ်ချင်တာလှုပ်လို့ရပြီငါတို့နေချင်တယ်လို့နေလို့ရပြီကဲတင်ကြီးရပြီခါရသက်ရပြီအပြစ်ဝင်ချတောင်းပန်စရာလည်းမလိုတော့နောင်နှရစရာလည်းမလိုတော့အပြစ်ထဲမှာဆက်နေလဲဘာမှမဖြစ်ဘူးဘုရားခွင့်လွတ်တယ်ဆိုပြီးတော့အဲ့ဒါ hyper grace လို့ခေါ်တယ်ကြီးစုတော်ကိုလွန်ကဲစွာနားလည်တယ်တနည်းအားဖြင့်ကြီးစုတော်ကိုနားလည်မှုလွဲသွားတယ်ဒါကြောင့်မို့ hyper grace ဆိုတာကကြီးစုတော်ကိုအလွဲခံယူတယ်ဘလို့အလွဲခံယူတယ်ငါဘလို့ပဲနေဘာမှပြဿနာမရှိတော့ဘူးယေရှုအားလုံးလုပ်ပြီးသွားပြီအဲ့ဒါ hyper grace လို့ခေါ်ပါတယ် hyper grace ဆိုတာတနည်းအားဖြင့်ကောင်းတဲ့အကျင့်ဘာမှမလိုတော့ငါတို့ဘာမှကောင်းတဲ့အကျင့်နဲ့အသက်ရှင်စရာမလိုတော့အဲ့ဒါ hyper grace လို့ခေါ်နောက်တစ်ခုကဒုတိယချက်ကျွန်တော်ပြောတဲ့အရာကယ်တင်ခြင်းကတော့ဂျေဇုတော်အားဖြင့်ဖြစ်တယ်ကိုယ့်ရဲ့ခရစ်ယာန်အသက်တာတော်မှာတော့ဖြောင့်မတ်အောင်တန်ရှင်းအောင်ကိုယ့်ဘာသာကိုဘာလုပ်အောင်မလဲကြိုးစားကျင့်ကြံရမယ်ကိုယ့်ဘာသာကိုဖြောင့်မတ်အောင်သက်ရှင်ရမယ်ကိုယ့်ဘာသာကိုတန်ရှင်းအောင်သက်ရှင်ရမယ်အဲ့ဒါဒုတိယချက်ကဘာအောင်ညှင်းပယ်လိုက်တာလဲဂျေဇုတော်ကိုညှင်းပယ်လိုက်တာအဲ့ဒါ hyper law နော်ပြည့်ညက်တရားကိုအလွန်အကဲကိုယ့်ရဲ့အကျင့်ကိုအလွန်အကဲမလုပ်ရှင်းလဲရှည်တန်းတင်ခြင်းအစွန်းတစ်ဖက်ကိုရောက်သွားဒါကြောင့်မို့ဖရာသခင်လက်ခံဖို့ငါကောင်းအောင်ကျင့်ရမယ်ငါကောင်းအောင်မကျင့်နိုင်ရင်ဖရာသခင်ငါ့ကိုလက်မခံဘူးဒါကြောင့်မို့မိမိရဲ့အကျင့်အားဖြင့်ဖြောင့်မတ်အောင်အသက်ရှင်ရမယ်ဆိုတဲ့အစွန်းဘက်ကိုရောက်သွားခုန hyper law အကျင့်ကိုညှင်းပယ်တာဒုတိယ ခုန hyper grace ကအကျင့်ကိုညှင်းပယ်ဒုတိယပြောတဲ့ hyper law ကကြတော့အကျင့်ကိုယ့်ရဲ့အကျင့်ကိုအလွန်မင်းရှေ့တန်းတင်ပြီးတော့အစွန်းရောက်သွားတယ်တွေ့ရတကယ်တော့ကျွန်တော်တို့ဟာ biblical grace ဖြစ်အောင်ဂျေဇုတော်ကိုမှန်ကန်စွာဝန်ခံနားလည်ဖို့အရေးကြီးတယ်ဂျေဇုတော်ပဲလှုပ်ရှင်တာလှုပ်လို့ရပြီဂျေဇုတော်ဟာအပြစ်လုပ်စေတဲ့တရားမဟုတ်ဘူးအပြစ်လုပ်စေတဲ့တရားဒါအောင်နားလည်ဖို့လိုတယ်ကယ်တင်ခြင်းကတော့ဂျေဇုတော်ခရစ်ယာန်သက်တာထဲမှာအဲ့ဂျေဇုတော်ကိုအမိပြုပြီးတော့မဟုတ်တော့ဘဲနဲ့ကိုယ့်ဘာကိုဖြောင့်မတ်အောင်လုပ်အောင်မယ်ဆိုတော့ဂျေဇုတော်ကိုငြင်းပယ်တာမျိုးမဖြစ်ဖို့အင်မတန်ရေးကြည့်ပါ
ကျွန်တော်တို့အသက်တာထဲမှာကယ်တင်ခြင်းလဲကျေးဇူးတော်ခရစ်ယာန်အသက်တာလဲကျေးဇူးတော်ပဲဒါကြောင့်မို့ခရစ်စမတ်မှာကျွန်တော်အမြဲတမ်းဆင်ခြင်အောင်မေ့တဲ့အရာရှိကောင်းကင်တမန်ကလာပြီးတော့မွေးလာမဲ့သူငယ်တော်ကိုနာမည်နှစ်ခုမဲ့ခိုင်းပထမတစ်ခုကပါလဲအပြစ်မှကယ်ချွတ်မြစ်သူဖြစ်သောကြောင့်နဲ့ယေရှုဟူသောအမည်ဖြင့်ဘာလို့မလဲမဲ့ရဒုတိယတစ်ခုကပါလဲအေမာနွေလာတဲ့ငါတို့နဲ့အတူရှိတော်ဘုရားအဲ့ဒီမွေးလာမဲ့သူငယ်ကိုအေမာနွေလာလို့မှတ်ရအဲ့တော့နာမည်နှစ်ခုအရင်အဓိပ္ပာယ်ရှိတယ်နံပါတ်1နာမည်ဟာအပြစ်မှာကယ်ချွတ်မြစ်သူကျွန်တော်တို့ရဲ့အပြစ်တွေအားလုံးဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘလို့အဆင့်တန်းဖြစ်ပါစေအပြစ်နည်းတယ်များတယ်လို့ကိုထင်ဘလို့ပဲဖြစ်ဖြစ်အားလုံးရဲ့အပြစ်တွေယေရှုဒီပေါ်မှာအသေးခံလဲလဝါကတိုင်းမှာအသေးခံတယ်မျက်စိမမြင်တဲ့သူတွေလည်းပါတယ်စိတ်ထဲမှာချုံနေတဲ့သူတွေလည်းနားမကြားတဲ့သူအကုန်လုံးတော့ပါတလောကလုံးရဲ့အပြစ်တွေယေရှုဒီလဝါကတိုင်းမှာအသေးခံလိုက်တယ်ယေရှုဟူသောနာမည်ရဲ့အဓိပ္ပာယ်ကအပြစ်ကနေကယ်ချွတ်မြစ်သူကယ်တင်ရှင်ကျွန်တော်ကိုဘယ်ကနေကယ်လဲအပြစ်ကနေကယ်ဒါကြောင့်မို့သခင်ယေရှုသည်သင်အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံတယ်သင်ကြိုပြီးမှ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုအဲ့ဒါသင်အတွက်ဖြစ်တယ်လို့သင်ယုံလိုက်ရင်သင်ဟာအပြစ်သားမဟုတ်တော့ဘဲနဲ့ဘာသားဖြစ်သွားလဲဘုရားသားဖြစ်သွားသင်ကိုဘယ်ကနေကယ်လိုက်အပြစ်ကနေကယ်လိုက်အပြစ်ကနေကယ်ချွတ်လိုက်အပြစ်သားဘဝကနေဘုရားသားဖြစ်အောင်သင်ဘာမှလုပ်လို့မရအောင်သခင်ယေရှုလုပ်ပေးတာဖြစ်တယ်အဲ့ဒီလူသစ်ဖြစ်ဖို့အမိဝမ်းနဲ့မွေးတဲ့အချိန်မှာအပြစ်သားဒါပေမဲ့သခင်ရှုကိုယုံကြည်လိုက်တဲ့အချိန်မှာတော့သင်ဟာဖခင်သားဖြစ်သွားတယ်အဲ့ဒါဒုတိယမွေးခြင်းလို့ခေါ်တယ်ပထမမွေးခြင်းကအမိဝမ်းထဲမှာအပြစ်သားသခင်ရှုကိုယုံကြည်လက်ခံလိုက်တဲ့အချိန်ကဒုတိယမွေးသွားတာအဲ့ဒီအတွင်းထဲမှာဘယ်သူရောက်လာလဲသင်အပြစ်ကင်းသွားတဲ့ကြောင့်သင်အထဲကိုဘယ်သူရောက်လာလဲဖခင်ကရောက်လာတယ်သင်ရှင်သောဝိညာဉ်တော်အပြင်ရောက်လာတယ်ဒါကြောင့်ဒုတိယနာမည်ပါလဲအေမာနွေလငါတို့နဲ့အတူရှိတော်မူသောဖခင်ဖခင်ကအထဲမှာလာနေတယ်ဘာလာလောက်တာလဲဖခင်သခင်အထဲမှာဘာလာလောက်တာလဲအဲ့ဒီအပြစ်သားကနေဖျားသားဖြစ်ရုံမကဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်ဖို့အထဲထဲမှာလာကျေးဇူးပြုတာဒါကြောင့်မို့ကျေးဇူးတော်ရဲ့လုပ်ပေးခြင်းအဓိကနှစ်ချက်ကအသေးခံပေးသောကျေးဇူးတော်နဲ့အသက်ရှင်ပေးသောကျေးဇူးတော်လဝါကတိုင်းမှာသင်အပြစ်တို့အသေးခံပေးသလိုသင်အထဲမှာလည်းလာအသက်ရှင်ပေးတယ်လဝါကတိုင်းမှာသင်အပြစ်တို့အသေးခံပေးခြင်းအောင်သင်ယုံကြည်ခြင်းအပြင်သင်ဟာအပြစ်သားဘဝကနေဖျားသားဘဝကိုကူးပြောင်းရောက်ရှိသွားမှောင်မိုက်နိုင်ငံတွေကနေဖျားရဲ့အလင်းနိုင်ငံတွေသို့ရောက်ရှိသွားတယ်မဖြောင့်မတ်တဲ့သူကနေဖြောင့်မတ်တော်သူဖြစ်အောင်ကြိုးစားတာမို့နော်ဖြောင့်မတ်တော်သူဖြစ်ခွင့်ပေးတာဒါပေမဲ့လောကမှာအသက်ရှင်တဲ့အခါမှာဖြောင့်မတ်တော်သူကဲ့သို့ဆက်အသက်ရှင်ဖို့ဘုရားလိုရှိပါတယ်ကောင်းသောအကျင့်နဲ့ဆက်အသက်ရှင်ဖို့ဘုရားလိုရှိပါတယ်ကောင်းသောအသက်တာနဲ့ဆက်အသက်ရှင်ဖို့ဘုရားလိုရှိပါတယ်အဲ့ဒီကောင်းသောအကျင့်ကောင်းသောအသက်တာဆိုတာကလည်းဇာတိရဲ့ကောင်းခြင်းကိုပြောတာမဟုတ်ဘူးဝိညာဉ်ပဂတိရဲ့ကောင်းခြင်းကိုပြောတာဖြစ်တယ်ဒါကြောင့်မို့ဖျားသခင်သည်လက်ဝါးကတိုင်မှာသင်အတွက်အသေးခံပေးပြီးဂျေဇုပြုသလိုသင်အထဲထဲမှာလည်းရှင်ပေးခြင်းအဖြစ်မလုပ်နေလေဂျေဇုပြုတယ်အဲ့ဒီအကြောင်းကိုကောင်းကောင်းနားလည်သဘောပေါက်သွားတဲ့သူကတမန်တော်ကြီးရှင်ဘောလို့ပဲသူဟာဖာရီရှဲဖြစ်တယ်သူ့အဖေဖာရီရှဲဖြစ်တယ်အင်မတန်မှအကျင့်ကောင်းတယ်သူ့အကြောင်းကိုသူရေးတဲ့အခါမှာပြည့်ညတ်တရားပြောမလားသူကြွားစရာအများကြီးရှိတယ်သူကောင်းကောင်းကျင့်နိုင်တယ်ကောင်းကောင်းကြိုးစားနိုင်တယ်တကယ်ကိုသူတော်ကောင်းဖြောင့်မတ်တဲ့လူကြီးစိတ်အားကြီးခြင်းပြောမလားအေးအသင်းတော်ကိုညှင်းဆဲတဲ့အထိခရိယန်တွေကိုလိုက်လံတပ်ဖြတ်တဲ့အထိဖျားဘက်မှာဘာလုပ်လဲစိတ်အားကြီးတယ်ခရိယန်တွေကိုလိုက်သက်ဆိုတာဘလိုင်းလိုက်သက်တာမဟုတ်ဘူးဖျားကိုကာကွယ်နေဖျားရဲ့တမန်တရားတွေပြည့်ညတ်တရားတွေကိုကာကွယ်နေဒီခရိယန်တွေကသခင်ယေရှုကယ်တင်ရှင်မေရှိယဆိုပြီးပြောလို့သူကဘာလုပ်တာလဲလိုက်သက်တာဒါပေမဲ့တနေ့ဓမ္မသက်မြို့သွားလမ်းမှာသခင်ယေရှုနဲ့သူဆုံတွေ့ခဲ့တယ်ကောင်းကင်ကအလင်းတန်းကြပြီးတော့ဘာလို့လဲလို့မေးတော့ငါမင်းညင်းစေတဲ့ယေရှုပဲအဲ့ဒီယေရှုနဲ့တွေ့ချင်မှာသူ့အသက်တာပြောင်းလဲသွားငကိုဟာကိုယ့်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာပဲယက်ဒီအသက်ရှင်တဲ့ရှင်ဘောလူကြီးကခရစ်တော်ကြောင့်ရတဲ့ဖြောင့်မတ်ခြင်းကိုပဲငါဘာလုပ်တော့လဲအမိပြုတော့တယ်နော်အဲ့ဒီကျမ်းပိုင်လေးဖတ်ကြည့်အောင်ဂလာတိဩဝါဒစာဖိလိပ္ပိဩဝါဒစာအခန်းကြီး3အပိုင်ငယ်17ဖိလိပ္ပိဩဝါဒစာအခန်းကြီး3အပိုင်ငယ်17ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးသေခြင်းမှထမြောက်သောအခွင့်ကိုငါရနိုင်ကောင်းနေခရစ်ကိုယ်တော်သည်အသေးခံတော်မူသည့်ဤတူ
ငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်းဤတကိုးကို၎င်းစင်းရဲခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းသိကျွမ်းခြင်းကပြည့်ညတ်တရားအပြင်ရသောကိုဖြောက်မှတ်ခြင်းကိုမကိုးစားဘဲခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရသောဖြောက်မှတ်ခြင်းတည်းဟူသောယုံကြည်ခြင်းအတွက်ကြောင့်ဖျားသခင်ပေးတော်မူသောဖြောက်မှတ်ခြင်းကိုကိုးစားသဖြင့်ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်၏တမန်တော်ရှင်ဘောလူကသူခတ်သိမ်းသောအရာကိုအရှုံးခံပလိုက်တယ်သူ့ဘဝမှာချမ်းသာဖို့အတွက်လည်းအသက်မရှင်ဘူးအောင်မြင်ဖို့အတွက်လည်းအသက်မရှင်ဘူးလောကမှာစီးစိမ်ဥစ္စာတွေရဖို့အတွက်လည်းအသက်မရှင်ဘူးရလာရင်လည်းဖခင်အတွက်ပဲသူ့ရဲ့ဘဝတည်းမှာဘာပဲကောင်းကောင်းနေရလဲဖခင်အတွက်ဒုက္ခရောက်လဲဖခင်အတွက်ပဲသူကဘယ်အချိန်နေမှသူ့ကိုဘာမှตายအောင်လဲလုပ်လို့မရအောင်စိတ်ညစ်အောင်လဲလုပ်လို့မရအောင်သူဘယ်အချိန်နေမှမตายအောင်ဘယ်အချိန်နေမှမစိတ်မညစ်ဘူးဖခင်အတွက်အသက်ရှင်ရတာကိုသူ့အတွက်ကအမျက်ပဲဒီနေ့ဖခင်အတွက်အသက်မရှင်နိုင်ရင်အရှုံးပဲဒီနေ့မှာကောင်းကောင်းနေကောင်းကောင်းစားရလို့အမျက်ဖြစ်တာမဟုတ်ဒီနေ့မှာဝင်ငွေတိုးလို့အမျက်ဖြစ်တာမဟုတ်ဒီနေ့မှာလစာတိုးလို့အမျက်ဖြစ်တာမဟုတ်ဒီနေ့မှာပတ်စံရွှင်လို့အမျက်ဖြစ်တာမဟုတ်ဒီနေ့မှာကျမ်းမာရေးချုံရင်းလို့ဒီနေ့မှာနေမကောင်းဖြစ်သွားလို့အဲ့ရတဲ့လဲသွားလို့ရှုံးသွားတာလည်းမဟုတ်ဒီနေ့မှာလစာနဲသွားလို့ဝင်ငွေနဲသွားလို့ရှုံးသွားတာလည်းမဟုတ်ပြဿနာတွေကြုံလို့ရှုံးသွားတာလည်းမဟုတ်အရှုံးမြတ်ကသူ့ဟာအဲ့ဒီအခြေအနေပေါ်မမူတည်ထားအောင်အခြေအနေနဲ့မဆိုင်တော့သူ့ရဲ့အရှုံးမြတ်ကခရစ်တော်နဲ့ပဲဆိုင်အဲ့ဒီခရစ်တော်တို့အသက်ရှင်တဲ့နေ့တိုင်းကအမျက်ကြီးပဲအဲ့ရတဲ့လဲလဲမြတ်တယ်သူကျမ်းမာစွာအသက်ရှင်နိုင်လေမြတ်တယ်အဲ့ဒီအခြေအနေတွေကသူ့ကိုဘာမှရိုင်နေအောင်လုပ်လို့မရတာဒါကြောင့်မို့သူဘာပြောလဲပြည့်ညက်တရားအပြင်ရတော့ကိုဖြောက်မှတ်ခြင်းကိုမကိုးစားတော့ဘူးပြည့်ညက်တရားဆိုတာလူဘက်ကနေဘာလုပ်ရတာလဲလုပ်ရတာစူးစမ်းကြင်ကြံအဲ့ဒါအောင် तू မကိုးစားတော့ဘူးပြည့်ညက်တရားမကောင်းလို့ပြောတာမဟုတ်နော်ပြည့်ညက်တရားဘုသူစီရလားဖျားစီရလားပြည့်ညက်တရားကောင်းလားဟာသိတ်ကောင်းတယ်အဲ့ဒီပြည့်ညက်တရားတဲ့ဂျေဇုတရားအစပေါင်းများစွာပိုကောင်းတယ်ဂျေဇုတရားလည်းဘုသူစီရမလားဖျားစီရပဲလားဒါပေမဲ့ပြည့်ညက်တရားလူကကျင့်ရတာဂျေဇုတရားဖျားလှုပ်ပေးတာအေးကိုကျင့်တာနဲ့ဖျားလှုပ်တာဘယ်ကောင်းမှထင်လဲအဲ့ဒါရှင်းနေတာပဲကိုကျင့်တာနဲ့ဖျားလှုပ်ပေးတာနဲ့ဘယ်ကောင်းမလဲဆိုတာရှင်းဒါကြောင့်မို့ရှင်ဘောလူကအဲ့ဒါကိုသိတဲ့အခါမှာပြည့်ညက်တရားအဖြစ်ငါဘာငါကြိုးစားကြင့်ကြံခြင်းအဖြစ်ရတဲ့ဖြောက်မှတ်ခြင်းကိုတဲ့ငါမကိုးစားတော့ဘူးတဲ့ခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရတဲ့သခင်ရှုကိုယုံလိုက်တာနဲ့ရတဲ့ဖျားရဲ့ဖြောက်မှတ်ခြင်းတည်းဟူသောယုံကြည်ခြင်းအတွက်ဖျားသခင်ပေးတော်မူသောဖြောက်မှတ်ခြင်းကိုကိုးစားတယ်ဒါကြောင့်မို့ခရစ်တော်ကအမျက်ရတဲ့အတွက်ကြောင့်တဲ့အထဲထဲမှာအဲ့ဒီခရစ်တော်ရှိခြင်းကငါတို့အမျက်ပဲပတ်စံအစဉ်ပြေလို့အမျက်ဖြစ်တာမဟုတ်ကျမ်းမာနေလို့အမျက်မဟုတ်အဲ့ဒီခရစ်တော်ကိုရခြင်းရပါပဲလေအေးကျွန်တော်တို့အတွက်အမျက်ကခရစ်တော်ကိုရခြင်းပဲအဲ့ဒီခရစ်တော်ကိုအမျက်ရပြီးတော့အဲ့ဒီသခင်တိုင်းနေ့စဉ်ဘာလို့နေပါမိကြောင်းတည်နေပါမိကြောင်းအဲ့ဒီစကားလုံးကသိရေးကြီးတယ်ဘယ်သူမှတည်နေဖို့ခရစ်တော်မှာတည်နေဖို့ကျွန်တော်တို့ရဲ့ဘဝအတ္တတာကကိုယ်ခွန်အားနဲ့ကြိုးစားပြီးတော့ဖြောက်မှတ်အောင်အသက်ရှင်ရတာမဟုတ်ဖခင်ကဖြောက်မှတ်တော်သူဖြစ်အောင်လုပ်ပေးပြီးသွားပြီနော်ကိုယ်ခွန်အားနဲ့ကြိုးစားပြီးဖြောက်မှတ်အောင်အသက်ရှင်ရအောင်နေရတာမဟုတ်ဖခင်ကတန်ရှင်တော်သူဖြစ်အောင်လုပ်ပေးပြီးသွားပြီကိုယ်ခွန်အားနဲ့တန်ရှင်တော်သူဖြစ်အောင်လုပ်ရတာမဟုတ်ဘယ်သူ၌တည်နေဖို့ခရစ်တော်၌တည်နေရင်စပြည့်အခတ်သည်ပင်စီမှာတည်နေရင်အသီးသီးတယ်မတည်ရင်တော့မသိဘူးဒါကြောင့်မို့စူးစမ်းပြီးတော့အသီးတွေတီးအောင်ဘလို့မှအဲ့ဒီစပြည့်အခက်ကလှုပ်လို့မရအောင်တီးကျင်လားခရစ်တော်၌ဘာလုပ်လိုက်တီးလိုက်ခရစ်တော်နဲ့မိတ်ဖာရဖွဲ့ဖခင်နဲ့အဆက်ရှိမယ်ဖခင်သခင်ကိုကိုးစားမယ်ကိုယ့်အသက်တာထဲမှာဖခင်သခင်ရဲ့ပြုပြင်ပေးခြင်းကိုဝန်ခံမယ်ဆိုရင်တော့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကောင်းမြတ်ခြင်းကျေးဇူးပြုခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဆိုတဲ့အဲ့ဒီကောင်းသောအကျင့်တွေကဝိညာဉ်ပဂရိသဘောတွေကတင့်အသက်တာတွေကထွက်လာမှာဖြစ်တယ်ဒါကြောင့်မို့ယုံကြည်သူဟာကောင်းသောအကျင့်မှာကျင့်လည်ဖို့ဘုရားလိုတော်ရှိတယ်။ကောင်းသောအကျင့်ကိုကျင့်ရမယ်။ကိုယ်ခွန်အားနဲ့မဟုတ်ဘူး။ကျေးဇူးတော်အားဖြင့်။အဲ့ဒီကြိုးစားတဲ့နေရာမှာခရစ်တော်၌တည်နေခြင်းဟာအင်မတန်အရေးကြီးသွားတယ်။ကိုယ်ခွန်အားနဲ့ကြိုးစားလို့မရအောင်ကျေးဇူးတော်ကိုအမိပြုပြီးတော့မလုပ်ရမှာလေ။ကြိုးစားပြီးအသက်ရှင်ရအောင်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကျေးဇူးတော်ကိုနားလည်မှုမလွဲဘူးဖြစ်ပါတယ်။သခင်ရှုဆိုတဲ့နာမည်ကအပြစ်ကနေကယ်ချွတ်တော်ဖခင်ဖြစ်ပါတယ်။ကျွန်တော်တို့အပြစ်သားဘဝကနေဖခင်သားဖြစ်စေတယ်မဖြောက်မှတ်တဲ့သူကနေဖြောက်မှတ်တော်သူဖြစ်စေတယ်အဲ့ဒါယေရှုရဲ့လှုပ်ဆောင်ပေးခြင်းဖြစ်တယ်သူ့ရဲ့နာမည်ရဲ့အဓိပ္ပာယ်ကျွန်တော်တို့ကိုလှုပ်ဆောင်ပေးမယ်အပြစ်မှနေကယ်ချွတ်ပေးမဲ့သူဖြစ်တယ်နောက်ရဲ့နာမည်ဟာအေမာနွေလ
ကျွန်တော်တို့အထဲထဲမှာအတူလာနေတယ်ဘာအတွက်လဲဖြောင့်မတ်တော်သူဖြစ်ပြီးတော့သင်တဲ့ကျွန်ုပ်ဒီဖြောင့်မတ်တော်အသက်တာနဲ့ဆက်အသက်ရှင်နိုင်ဖို့ဖျားသားဖြစ်ပြီးတော့သင်တဲ့ကျွန်ုပ်ဒီဖျားသားကဲ့သို့ဆက်ပြီးတော့အသက်ရှင်နိုင်ဖို့တန်ရှင်းသောသူဖြစ်ပြီးတော့သင်တဲ့ကျွန်ုပ်ဒီတန်ရှင်းသောသူကဲ့သို့ဆက်အသက်ရှင်နိုင်ဖို့အထဲထဲမှာဖျားကဘာလုပ်နေရလဲကျေးဇူးပြုနေတာဒါကြောင့်မို့လက်ဝါးကတိုင်းမှာအတိခံပေးသောကျေးဇူးတော်အဖြစ်သင်ရဖျားသားဖြစ်ခွင့်ရတယ်သင်အသက်တာထဲမှာရှင်ပေးသောကျေးဇူးတော်အဖြစ်ဖျားသားကဲ့သို့အသက်ရှင်နိုင်တော့တယ်အပြစ်ထဲမှာမဟုတ်တော့အပြစ်ထဲမှာမပျော်မှု့တော့အပြစ်မလုံးမရအောင်လဲကြိုးစားပြီးတော့ဖြစ်ညစ်ပြီးတော့နေရတဲ့အသက်တာမဟုတ်ဂျေဇုတော်ကိုအမိပြုပြီးတော့အပြစ်ထဲကနေလွတ်မြောက်ခြင်းတန်ရှင်းသောအသက်တာနဲ့အသက်ရှင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပြည့်ညတ်တရားဟာကောင်းပါပြည့်ညတ်တရားဖျားစီရလာတာကျွန်တော်တို့ဟာဂျေဇုတရားအောက်မှာအသက်ရှင်တဲ့အခါမှာပြည့်ညတ်တရားကိုပယ်လိုက်တာမဟုတ်ပြည့်ညတ်တရားကိုသာ၍တည်စေတော်သူတွေဖြစ်တယ်။ဘလို့တည်စေတာလဲလို့မေးရင်တချို့ကဒီမေးခွန်းရှိတယ်သခင်ရှုကိုယုံပြီးတော့ပြည့်ညတ်တရားကိုပြန်ကျင့်ရမှာလားငကိုတွေကကျင့်လို့မရလို့သခင်ရှုကလာပြီးတော့လာခဲ့တာအဲ့တော့ပြန်ကျင့်ရမယ်ဆိုရင်အေးရှေ့ဖြစ်ဟန်နောက်ဖြစ်ဟန်နော်ပို့ပြီးတော့မလုပ်တော့မလဲဆိုးတော့မှာပေါ့နော်ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာပြည့်ညတ်တရားကိုပြန်ကျင့်ရမလားပြန်လိုက်လျှောက်မလားသခင်ရှုကိုယုံကြည်ပြီးတဲ့အခါမှာကဲဒီမေးခွန်းဘယ်လိုဖြေမလဲဒါဆိုရင်ဟာတချို့ပြည့်ညတ်တရားကိုပယ်လိုက်အောင်ပယ်လိုက်ဖို့လည်းမဟုတ်ဘူးပြည့်ညတ်တရားဆိုတော့ဖျားစီရလာတာအင်မတန်ကောင်းဒီနေရာမှာကျွန်တော်တို့ဟာပြည့်ညတ်တရားကိုလိုက်လျှောက်တဲ့ပြည့်ညတ်တရားကိုနာခံတဲ့ပုံစံပြောင်းသွားငကိုကပြည့်ညတ်တရားဖျားစီရလာတယ်ဘာမလို့အောင်ဘာတော့လုပ်အောင်ဘာလုပ်အောင်အဲ့ဒါတွေကိုယ့်ဘာကိုလိုက်နာရတယ်ဒါပေမဲ့ဂျေဇုတရားစနစ်မှာကြတော့အဲ့ဒီဖျားသခင်ပေါ်ပြတဲ့ပြည့်ညတ်တရားတွေကိုကျွန်တော်တို့လိုက်နာတဲ့ပုံစံကကိုယ့်ခွန်အားကိုယ့်ရဲ့နာခံနိုင်စွမ်းကိုယ့်ရဲ့ကြင်ကြံနိုင်စွမ်းနဲ့မဟုတ်တော့အဲ့ဒီပြည့်ညတ်တရားကိုကျွန်တော်တို့ဘလို့အားဖြင့်လိုက်နာလိုက်တယ်ယုံကြည်ခြင်းအားဖြင့်လိုက်နာလိုက်တယ်သခင်ယေရှုကိုယုံတဲ့အခါမှာသခင်ယေရှုကိုကိုးစားတဲ့အခါမှာသခင်ယေရှုကိုအမိပြုတဲ့အခါမှာအဲ့ဒီပြည့်ညတ်တရားကတောင်းဆိုတဲ့အရာတွေကိုလိုက်နိုင်စွမ်းရှိသွားမိဘကိုယိုသေးစွာပြုလို့လို့ကျမ်းစာထဲမှာမရေးထားရင်တော့အလိုလျောက်ယိုသေးတတ်တော်သူဖြစ်သွားတယ်သူ့ဥစ္စာမခိုးရဘူးလို့အဲ့ဒီကျမ်းပိုက်ကိုသင်မဖတ်မိရင်တော့သင်ကမခိုးပဲနေနိုင်တော့ဒါပေမဲ့ငကိုတော့အဲ့ဒီပြည့်ညတ်ချက်တွေရှိပေမဲ့လူတွေကဘာလုပ်လဲလိုက်နိုင်လားလူမဇာတိရှိတော့မခိုးပဲမနေနိုင်ဘူးမလိမ်ပဲမနေနိုင်မှုသာမပြောပဲမနေနိုင်ဒါပေမဲ့ခရစ်တော်ကိုအုပ်ဆိုးခွင့်ပေးတဲ့အခါမှာတော့အဲ့ဒီຢာတွေကိုမလုပ်ပဲဖြောင့်မတ်စွာအသက်ရှင်နိုင်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာဂျေဇုတရားဟာပြည့်ညတ်တရားထက်ပိုပြီးတော့အစွမ်းတကူကြီးမာတယ်ပြည့်ညတ်တရားဟာကောင်းပါလေတန်ရှင်းပါလေသူ့မှာသူနေပေါ့ဒါပေမဲ့လူကသွားကျင့်လိုက်တော့လူကမလုံနိုင်တော့ဘာခံရအောင်လဲကျင့်ချင်းခံရအောင်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်ကိုလှုပ်ပေးတဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဂျေဇုတော်ကိုမှန်ကန်စွာဝန်ခံတတ်ဖို့ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့တမန်ကျမ်းစာလေးတစ်ပိုက်အားဖြင့်ခွန်အားပေးပြီးတော့အဆုံးသတ်ခြင်းတယ်ကိုလိုသဲဩဝါဒစာခန်းကြီး1အပိုင်းငယ်9မှာနော်ကိုလိုသဲဩဝါဒခန်းကြီး1အပိုင်းငယ်9မှာသင်တို့မှုကိုဆောင်၍ခရစ်တော်ထံ၌သစ္စာရှိသောဆရာသည်ဟူသောငါတို့ချစ်သောကျွန်ချင်းဣပဖြသည်သင်တို့ကိုသွန်သင်သည့်အတိုင်းသင်တို့သည်ကြား၍ဖျားသခင်ဤကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့သောအကျိုးရှိ၏ခရစ်တော်ထံ၌သစ္စာရှိသောဆရာသည်ဟူသောတမန်တော်ရှင်ဘောလုံးနဲ့လှုပ်ဖို့ဆောင်ဘက်ပေါ့နော်ငါတို့ချစ်တော်တဲ့ကျွန်ချင်းအိဖက်ပြဆိုတဲ့လူဟာတဲ့သင်တို့ကိုဘာလုပ်လဲအဲ့ဒီကောလောသဲမှာရှိတဲ့ယုံကြည်သူတွေကိုတွန်းသင်တယ်တဲ့မင်းတို့ကလည်းကြားတယ်တဲ့အဲ့ဒီတွန်းသင်ခြင်းကိုကြားပြီးတော့ဖျားသခင်ကျေးဇူးတော်ကိုမှန်ကန်စွာဒီစကားလုံးလေးသိရေးကြည့်တယ်ဖျားသခင်ကျေးဇူးတော်ကိုဘယ်လိုလဲမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့သောအကျိုးရှိ၏အဲ့ဒီထိုသို့သောအကျိုးဆိုတာဘာလဲအပိုင်းငယ်6ဖတ်ကြည့်ပါ
ထိုတရားသည်လောကီနိုင်ငံရှောက်လုံးကိုနှံ့ပြားသည်နှင့်ညီသင်တို့ရှိရာသို့ရောက်ခဲ့ပြီသင်တို့၌အသီးသီးချင်းတိုးပွားခြင်းကိုပြုသည်နည်းတူအရရက်၌ပင်ပြုတတ်၏အဲ့ဒီကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစပြီးတော့ထိုသို့သောအကျိုးရှိတယ်အဲ့ဒီထိုသို့သောအကျိုးဆိုတာအပိုက်ငယ်6မှာဖော်ပြတယ်အသီးသီးချင်းတိုးပွားခြင်းကိုပြောတာအသီးသီးချင်းဆိုတာဘာတွေသီးတာလဲမဂလာသီးလားစပြစ်သီးလားနော်ပဲသီးလားမဟုတ်ပါဘူးအသီးသီးဆိုတာဘာလဲကျွန်တော်တို့ရဲ့ကောင်းသောအကျင့်ကိုပြောတာအဲ့ဒီကောင်းသောအကျင့်ဟာဇာတိကထွက်လာတဲ့ကောင်းသောအကျင့်မဟုတ်သူကကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံတဲ့နေ့ရစပြီးတော့အဲ့ဒီလိုအကျိုးရှိတယ်ဘာအကျိုးလဲအသီးသီးချင်းအကျိုးအဲ့ဒီအသီးရပါလဲကောင်းသောအကျင့်ပြီးတော့ဘာလဲတိုးပွားခြင်းဘာတွေတိုးပွားတာလဲပတ်စံတွေတိုးပွားတာလားရွှေငွေဥစ္စာပစ္စည်းတွေတိုးပွားတာလားဘုရားသခင်ကိုသိတော်ဉာဏ်တိုးပွားခြင်းဖြစ်တယ်အပိုင်ငယ်7ကိုဖတ်ကြည့်လိုက်ရင်တွေ့ရနော်အပိုင်ငယ်7ကိုဖတ်ကြည့်ရအောင်မိတော်တော်ဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းတဲ့ပြင်ပြားတဲ့ခိုင်ရောက်စွာခြင်း sorry ဒါ7မော30လောက်ပါရှိတယ်ဒီမှာကျန်လောက်နေတယ်ဟုတ်ပြီ30နော်သုတော်ချက်ဟူကားကျွန်တော်ဒီကောင်းသောအကျင့်မျိုးမျိုးဒီဟူသောအသီးကိုတည်ခြင်းဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှင့်အရာရာ၌တည်ခံခြင်းစိတ်ရှိခြင်းတို့မှာဘုန်းကြီးသောတကူတော်ခွန်အားနှင့်ပြည့်စုံသဖြင့်၎င်းဒါရှင်ပေါလုရဲ့ဆုတောင်းချက်မှာအဲ့ဒီမှာအသီးသီးခြင်းအသီးသီးရောပါပြောတယ်သင်တို့ဒီကောင်းသောအကျင့်အမျိုးမျိုးဒီဟူသောအသီးကိုသိခြင်းအသီးသီးခြင်းဆိုတာကောင်းသောအကျင့်မျိုးမျိုးအဲ့ဒီကောင်းသောအကျင့်ဆိုတာဝိညာဉ်ပဂတိရဲ့အကျင့်တွေဖြစ်တယ်ကျေးဇူးတော်ကိုအမိပြုပြီးတော့ကျွန်တော်အသက်တာထဲမှာအသီးသီးဖို့ကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့ဘုရားလို့တော့ရှိပါတယ်နောက်တစ်ခုကဘာပြောလဲဘုရားသခင်ကိုသိသောဉာဏ်အဲ့ဒီတိုးပွားခြင်းဆိုတာဒီစီးတဲ့ဥစ္စာကိုပြောတာမဟုတ်ဘူးဘုရားကိုသိတဲ့ဉာဏ်ဒီနေ့ဘုရားကိုသိတာတဲ့မနေ့ပြန်မှာပို့ပြီးတော့သိလာနောက်တစ်ရက်မှာပို့ပြီးတော့ဘုရားနဲ့ယဉ်ဒီကျွမ်းဝင်လာတဲ့အဲ့ဒီဘုရားကိုသိတဲ့ဉာဏ်တိုးပွားဖို့ဒီနေ့ရှင်ဘောလူကြီးကဆုတောင်းပေးတယ်အဲ့ဒီအသီးသီးချင်းတိုးပွားခြင်းကဘယ်အချိန်မှာအကျိုးရှိလဲအကျိုးခံစားရလဲဆိုရင်တော့ဘုရားသခင်ဤကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထို့သောအကျိုးရှိ၏ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုနားလည်မှုမလွဲဖို့ကျေးဇူးတော်ဟာငါတို့ကိုလှုပ်ရှင်ရလှုပ်ဖို့အပြစ်လှုပ်စေဖို့တွန်းအားပေးတယ်ဆိုပြီးတော့နားလည်မှုမလွဲဖို့ကျေးဇူးတော်ဟာအပြစ်လုပ်ခွင့်လိုင်စင်ထုတ်ပေးတယ်ဆိုပြီးတော့ကျေးဇူးတော်ကိုအဲ့ဒီလိုလွဲမားစွာနားလည်မှုမလွဲဖို့ကျေးဇူးတော်ဟာသိတ္တံမိုးကြီးပါတယ်ဖခင်ဘက်ကနေလှုပ်ပေးတဲ့အရာကျွန်တော်တို့လှုပ်တာနဲ့ဖခင်လှုပ်တာဘယ်ဟာပိုကောင်းမလဲဖခင်လှုပ်တာပို့ပြီးတော့စိတ်ချမှန်ကန်ရတာပေါ့ဒါကြောင့်မို့ကျေးဇူးတော်ပဲငါတို့လှုပ်ရှင်ဆိုလှုပ်လို့ရပြီအဲ့ဒီလိုမျိုးကျေးဇူးတော်ကိုနားလည်မှုမလွဲဖို့ဖြစ်ပါတယ်နောက်တစ်ချက်ကငါတို့ရဲ့အသက်တာထဲမှာကယ်တင်ခြင်းရတော့ကျေးဇူးတော်အားဖြင့်ရတယ်နေ့စဉ်အသက်တာထဲမှာတော့ကိုကောင်းအောင်ဖြောင့်မအောင်ကိုယ့်ဘာကိုဘာလုပ်အောင်မလဲကြိုးစားမယ်မိမိရဲ့အကျင့်မိမိရဲ့ကုသိုလ်ကောင်းမှုပေါ်မှာအမိပြုတ်လိုက်ရင်ကျွန်တော်တို့အသက်တာဘုရားသခင်စီကနေပြီးတော့ဘာအကျိုးမှရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ရှင်လုကာခရစ်ဝင်ခန်းကြီး18မှာသခင်ရှုကမိမိရဲ့ကုသိုလ်ကောင်းမှုအကျင့်ကိုအမိပြုတဲ့ဖာရိရှဲဘုရားသခင်ကိုအမိပြုတဲ့အခွန်ခံနဲ့နှိုင်းရှင်ပြီးတော့ဖော်ပြထားတယ်။ဖာရိရှဲကသူ့မှာကောင်းတဲ့အကျင့်တွေအများကြီးရှိပါတယ်။ပညာတရားတွေကိုလိုက်လျှောက်တယ်။ तू ပြောတာတော့အဲ့ဒါပညာတရားတွေကို तू လိုက်လျှောက်တယ်။ပြီးတော့ဘာပြောလဲ။တပတ်မှာ2ရက်အစာရှောင်ဆုတောင်းတယ်။ဥစ္စာရှိသမျှကိုလည်း10ဖို့တဖို့ပေးတယ်။ तू ထင်တာကအဲ့ဒီကောင်းတဲ့အကျင့်တွေအပြင်ဖခင်ကတော့သူ့ကိုလက်ခံပြီးတော့အပြစ်လွတ်မယ်ကောင်းကြီးပေးမယ်လို့ तू ကထင်တာ။ဒါပေမဲ့ဖခင်သခင်စီကနေပြီးတော့အပြစ်လွတ်ခွင့် तू မခံစားရအောင်။ဘာလို့လဲအဲ့ဒီကိုယ့်ရဲ့ကောင်းတယ်လို့ထင်တဲ့အရာတွေကဖခင်ရှေ့မှာဆက်စုံယွန်ရှာစရာဖြစ်တယ်ဇာတိရဲ့ကောင်းခြင်းကိုဘုရားလုံးဝလက်မခံပါဘူးအဲ့ဒီလိုပြောလို့ကောင်းသောအသက်တာနဲ့အသက်မရှင်ရဘူးဆယ်ဘိုးတို့ပေးစရာမလိုဘူးစားချောင်းစရာမလိုလို့မဆိုလို့ပါဘူးကျွန်တော်တို့ရဲ့ကောင်းခြင်းနဲ့ဘုရားစီကိုတိုးဝင်ဖို့မဟုတ်ဘူးဘုရားကိုအမိပြုတ်ပြီးတော့ပဲဘာလို့ဖို့လဲဘုရားစီကိုတိုးဝင်ဖို့အခွန်ခံကဘုရားကိုအမိပြုတ်ပြီးတော့တိုးဝင်တဲ့အခါမှာအပြစ်ပြေပြီးတော့မိမိအိမ်ကိုပြန်သွားတယ်ဒါကြောင့်မို့နှိမ့်ချခြင်းဆိုတာဘုရားကိုအမိပြုတ်တတ်ခြင်းပဲ
နှိမ့်ချသောသူသည်ချီးမြှောက်ခြင်းကိုခံရမယ်ဒီနေ့မိမိကိုယ်ကိုချီးမြှောက်သောသူကတော့နှိမ့်ချခြင်းကိုခံရမယ်လို့အဲ့ဒီကျမ်းပိုက်ရဲ့အဆုံးလေးမှာသခင်ယေရှုကဖော်ပြတယ်ဒါကြောင့်မို့စိတ်နှလုံးနှိမ့်ချသောသူဆိုတာကဘသူ့ကိုအားကိုးခေါ်လုံသောသူလို့လေဖျားကိုအားကိုးတဲ့သူဒါကြောင့်မဿဲခန်းကြီး9အပိုက်ငယ်3မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံသည်ထိုသူတို့၏စိတ်နှလုံးနှိမ့်ချတယ်ဆိုတာဘသူ့ကိုအားကိုးလိုက်တာဖျားကိုအားကိုးလိုက်တာဘသူ့အမိပြုဖျားကိုအမိပြုလိုက်တာဖျားရဲ့ကျေးဇူးတော်ကိုအမိပြုအားကိုးတဲ့သူပဲကောင်းကင်နိုင်ငံကိုဝင်ရမယ်ဒါကြောင့်မို့သခင်ယေရှုကစိတ်နှလုံးနှိမ့်ချသောသူကဘာဖြစ်လဲဆိုတော့မင်္ဂလာရှိတယ်တဲ့ဘာကြောင့်လဲဆိုရင်တော့တဲ့ကောင်းကင်နိုင်ငံဟာတဲ့ထိုသူတို့ဤနိုင်ငံဖြစ်တယ်ဒါကြောင့်မို့ငါ့ကိုအမိမပြုတ်လဲအဘယ်သူများခမည်းတော်ထံသို့မရောက်ရဆိုလို့သခင်ရှုကခေါ်ပြတာဖြစ်တယ်ဒါကြောင့်မို့နှိမ့်ချခြင်းဆိုတာကအဝတ်နန်းနန်းလေးဝတ်ပြီးတော့သူများရှေ့မှာခေါင်းငုပ်ပြီးတော့စကားဖြည်းဖြည်းလေးပြောတာလောက်အဲ့လိုအပြင်ပန်းလက္ခဏာလောက်မဟုတ်ပါဘူးနှိမ့်ချတယ်ဆိုတာကကိုအာမကိုအမိမပြုတ်တော့ဘဲနဲ့သူများကိုလည်းအာကိုအမိမပြုတ်တော့ဘဲနဲ့ကိုယ့်ရဲ့အကျင့်ကုသိုလ်ကောင်းမှုမှာမရက်တည်တော့ဘဲနဲ့ဖျားပေါ်မှာလုံးလုံးအမိပြုတ်ခြင်းကအဲ့ဒီလူကနှိမ့်ချတော်သူဖြစ်တယ်နည်းနည်းလေးကိုယ့်ရဲ့လုံနိုင်တဲ့အပေါ်မှာအမိပြုတ်မိပြီဆိုအဲ့ဒီလူကမာနထောင်လွှားတော်သူဖြစ်တယ်အဲ့ဒီထောင်လွှားတဲ့သူကိုဖျားကကျေးဇူးပြုလို့မရဘူးဒါပေမဲ့နှိမ့်ချတဲ့သူကိုတော့ဘုရားသခင်ကဘာလုပ်မလဲကျေးဇူးပြုမယ်လို့တမန်ကျမ်းစာကဖော်ပြပါဒါကြောင့်မို့ချစ်တော်ညီကောင်ရစီတိုင်းကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံဖို့ဖြစ်ပါတယ်ကျေးဇူးတော်ကိုအမိပြုပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်ကယ်တင်ခြင်းရတာလဲကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့နေ့စဉ်အသက်တာထဲမှာလဲကယ်တင်ခြင်းရပြီးတဲ့ဖျားသားသမီးဖြစ်ပြီးတဲ့သူကလည်းဖျားသားသမီးကဲ့သို့အဆက်အသက်ရှင်နိုင်ဖို့ရတော့လဲအထဲထဲမှာမလုပ်ပေးနေရလဲကျေးဇူးပြုပေးနေတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီကျေးဇူးတော်ကိုအမိပြုခြင်းအပြင်ဖျားအလိုတော်ရှိသောတတ်တာဖျားနှစ်သက်သောတတ်တာဖျားသခင်ရဲ့ပြည့်ညတ်ထားတဲ့အရာတွေထဲမှာကျွန်တော်တို့ကအလိုတော်တိုင်းလိုက်လျှောက်အသက်ရှင်နိုင်သွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ဘာကိုကြိုးစားပြီးတော့ကျင့်ကြံရမယ်လို့စိတ်ဝင်သွားရင်ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုဟာဖျားရှိမှလက်နည်းစုပ်ဝယ်ဖြစ်တယ်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုကဖျားရှိမှညဉ့်ညမ်းခြင်းမဖြစ်တယ်ကျွန်တော်တို့ကြိုးစားဖို့လုပ်ပါတယ်ဒါပေမဲ့ဘာအောင်အမိပြုတ်ပြီးတော့ကျေးဇူးတော်ကိုအမိပြုတ်ပြီးတော့အဲ့ဒီကျေးဇူးတော်ကိုထားခဲ့လို့မရဘူးကျေးဇူးတော်ကိုညှင်းဆန်လို့မရဘူးကျေးဇူးတော်မပါဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့တနည်းအားဖြင့်ပြောဖျားမပါဘဲနဲ့ဘာမှလုပ်လို့မရဘူးငါနဲ့ကွာလဲသင်တို့ဒီအပေမှုကိုများမတတ်နိုင်ကြဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာကျေးဇူးတော်ကိုနားလည်မှုမလွယ်ဘူးဖြစ်ပါတယ်နံပါတ်1ကျေးဇူးတော်ပဲငါတို့အပြစ်လုပ်လို့ရပြီဆိုပြီးတော့နေခြင်းလိုနေလို့ရပြီအပြစ်ဝင်ချတောင်းပန်ကြမလို့တော့နောင်နာရအဲ့ဒီလိုမျိုးနားလည်မှုမလွယ်ဖို့ဖြစ်တယ်လို့ကယ်တင်ခြင်းကတော့ဟုတ်တယ်ကျေးဇူးတော်ပဲနေ့စဉ်အသက်တာထဲမှာတော့ကိုယ့်ဘောင်ကိုကောင်းအောင်ဖြောင်းမအောင်အသက်ရှင်ရမယ်ဆိုပြီးတော့နားလည်မှုမလွယ်ဘူးဖြစ်ပါကျေးဇူးတော်နားလည်မှုလွယ်တာအဲ့နှစ်ချက်ပဲအဓိကနှစ်ချက်ပဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကျေးဇူးတော်ဟာအပြစ်လှုပ်စေသောတရားမဟုတ်ဘူးအပြစ်ကိုလွတ်စေသောတရားဖြစ်တယ်ကယ်တင်ခြင်းရတာကျေးဇူးတော်ကြောင့်ငါတို့နေ့စဉ်အသက်တာထဲမှာကိုယ့်ဘောင်ကိုကြိုးစားမယ်မဟုတ်ပါဘူးကျေးဇူးတော်ဟာကြိုးစားစေသောတရားဖြစ်တယ်ကျေးဇူးတော်ဟာသင်ကိုတွန်းအားပေးသောတရားဖြစ်တယ်ဖြောင်းမအောင်အသက်ရှင်နိုင်အောင်ကူညီမဆာသောတရားဖြစ်တယ်ကျေးဇူးတော်ပဲဆိုပြီးတော့ကျေးဇူးတော်ကပြင်းနေအောင်မလုပ်ပါဘူးကျေးဇူးတော်ကသင်ကိုကျမ်းစာဖတ်စေတယ်ကျေးဇူးတော်ကသင်ကိုဆုတောင်းစေတယ်ကျေးဇူးတော်ကသင်ကိုသူများခွင့်လွှတ်စေတယ်ကျွန်တော်တို့ကကိုယ့်ဘာကိုကြိုးစားမှုနဲ့အသက်ရှင်ကျေးဇူးတော်ပဲမိပါမလဲသင်လောက်တာနဲ့ဖျားလောက်တာနဲ့မိုးနဲ့မြေလိုကွာခြားပါလေမင်းတို့ရဲ့အကျင့်နဲ့ငါရဲ့အကျင့်ဟာအများကြီးကွာခြားပါတယ်ဒါကြောင့်ဖျားသခင်လှုပ်ပေးခြင်းကိုသင်အသက်တာထဲမှာဝန်ခံလိုက်မယ်ဆိုရင်အဲ့ဒီကျေးဇူးတော်ဟာကြိုးစားပေးတယ်အဲ့ဒီကျေးဇူးတော်ဟာအထဲထဲကနေကြင့်ကြံဖို့ရန်အတွက်မဆာပေးနေတာဖြစ်တယ်ကျေးဇူးတော်ကမပြင်းစေဘူးတော့တချို့ကကျေးဇူးတော်နားလည်မှုလွယ်တယ်ကျေးဇူးတော်ပဲဆိုတော့အဲ့ဒါတကယ်တော့ကျေးဇူးတော်ကကျွန်တော်အထဲထဲမှာကြိုးစားစေတာဖြစ်တယ်ဒါကြောင့်မို့တမန်တော်ရှင်ပေါလုကငါအခြားသောတမန်တော်အပေါင်းတို့ထက်တာ၍ကြိုးစားခြင်းကိုပြုတယ်တဲ့ငါကြိုးစားပြီးမှုတော်ဆောင်တယ်တဲ့ဒါပေမဲ့အဲ့ဒါငါကြိုးစားတာမဟုတ်ဘူးတဲ့ငါနဲ့အတူရှိတဲ့ဘုရားသခင်ကျေးဇူးတော်သည်ကြိုးစားတော်မူ၏ဒါကြောင့်မို့ချစ်တော်ညီကောင်ရဆွေတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာကျေးဇူးတော်ကိုနားလည်မှုမလွဲလိုက်ပါနဲ့ကျေးဇူးတော်ပဲအပြစ်ထဲမှာနေလို့ရပြီဆိုပြီးတော့မခံယူပါနဲ့ကျေးဇူးတော်တော့ဟုတ်ပါတယ်ကိုယ့်ဘက်ကဖြောင့်မတ်တန်ရှင်းအောင်ကောင်းအောင်အသက်ရှင်ရမယ်ဆိုပြီးတော့ကျေးဇူးတော်ကိုညှင်းပယ်မိတော်သူလည်းမဖြစ်ပါစေနဲ့ကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံလိုက်ပါကျေးဇူးတော်ဟာတင့်ကိုအပြစ်လွတ်စေသလိုအပြစ်ဆက်လုံးမမိအောင်လည်းမဆာတဲ့ဘုရားဖြစ်တယ်မဆာတဲ့တကူတော်ဖြစ်တယ်ကျေးဇူးတော်ဟာတင့်ကိုဖျားသားဖြစ်စေသလိုဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်အောင်လဲမဆာတဲ့
ဖခင်ရဲ့တကူတော်ဖြစ်တယ်ဂျေဇုတော်ကသင်ကိုဖြောင့်မတ်တော်သူဖြစ်စေသလိုဖြောင့်မတ်တော်သူကဲ့သို့ဆက်အသက်ရှင်နိုင်အောင်လဲမဆတဲ့ဖခင်ရဲ့တကူတော်ဖြစ်တယ်ဂျေဇုတော်ဟာသင်ကိုမပြင်းစေဘူးဂျေဇုတော်ကသင်ကိုကြိုးစားစေတာဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာသွားပြီးတော့ကိုယ့်ရဲ့အကျင့်ကြံပေါ်မှာသွားပြီးတော့အမိမပြုတ်လိုက်ပါနဲ့ဖခင်ရဲ့ဂျေဇုတော်ကိုအမိပြုတ်ပြီးတော့ဒီနေ့ဖခင်သခင်အမှုတော်မြတ်ထဲမှာဖခင်အလိုတော်ရှိတော်အသက်တာနဲ့အသက်ရှင်နိုင်မယ့်အကြောင်းဝင်ငှပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်